ဟုတ်ကဲ့မင်္ဂလာပါအခုဆိုရင် GMDSS weekly monthly daily test လုပ်တဲ့ procedure များကို equipment အနေနဲ့ပြောသွားမှာဖြစ်ပါတယ်အခုဆိုရင် BHS DSC ကို test လုပ်ဖို့အတွက် menu ကိုနှိပ်ပါ menu မှာကျွန်တော်တို့ maintenance ကြီးသွားပါ down arrow နဲ့သွားလို့ရသလို1 to 8 ထိလည်းဆင်းလို့ရပါတယ် maintenance ကိုရွေးပါ maintenance မှာ one set diagnosis ကို enter နှိပ်ပေးပါပြီးရင်တစ်ဆင့်ချင်း enter တွေနှိပ်ပြီးတာနဲ့ internal daily functioning test များကိုလုပ်ပေးနေမှာဖြစ်ပါတယ်ဟုတ်ကဲ့အခုဆိုရင် BHS DSC အတွက် daily maintenance က BHS 1အတွက်အဆင်ပြေသွားပါပြီနောက်ပြီးရင် BHS 2ကိုသွားပါမယ်BHS 2မှာလည်းကျွန်တော်တို့သူ့ရဲ့ equipment အပေါ်မှာလုံနည်းတွေရေးထားပေးပါတယ် maintenance ကို menu မှာ maintenance ကိုသွားပါ maintenance ကို enter set diagnosis enter နှိပ်ပေးပါသက်ဆိုင်ရာ BHS internal daily functioning test လုပ်နေမှာဖြစ်ပါတယ်ဆိုရင် BHS daily functioning test အဆင်ပြေပါတယ်နောက်ပြီးရင် routine call weekly သို့မဟုတ် routine call ခေါ်ဖို့အတွက် menu ကိုနှိပ်ပါ DSC routine call 1ကိုရွေးပါအဲ့နောက်မှာ call station shift station စသည်ဖြင့် group call ခေါ်လို့ရပါတယ်ကျွန်တော်တို့ shift station ခေါ်ပါမယ်2 shift station call ကိုရွေးပါကျွန်တော်တို့သင်္ဘောရဲ့ MMS ဆိုင်ရာ53800738ဖြစ်ပါတယ်ကျွန်တော်တို့53800738ကိုရွေးပြီးတော့ working channel တစ်ခုကိုရွေးပေးပါဒီမှာတော့ရွေးပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ OK ကိုနှိပ်ပေးလိုက်ပါ call ကို enter နှိပ်ပေးပါအဲ့ဒါဆိုရင်သက်ဆိုင်ရာ BHS မှာသွားပြီးတော့ waiting for acknowledgement စောင့်နေမှာကိုတွေ့ရပါတယ်အတန်လည်းကြားရပါတယ်ဟုတ်ပြီဒီဘက် BHS မှာဆိုရင် accept ကိုနှိပ်ပေးပါအဲ့ဒါဆိုရင်ကို transmit လုပ်တဲ့ BHS မှာလည်းသွားပြီးတော့ပေါ်နေမှာဖြစ်ပါတယ်ဒီသင်္ဘောမှာ BHS က printer ရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ transmit AQ နဲ့ receive BQ တို့ကိုရရှိကြောင်း printer မှာလည်းထုတ်ထားလို့ရပါတယ်ဒါဆိုရင်တော့ BHS DSC အတွက် daily weekly monthly BHS test call and maintenance ကိုပြောပြထားတာဖြစ်ပါတယ်